ကြလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့ညနေတွဲဖြစ်ပါတယ်မနေ့ကတော့ဒါကျွန်တော်တေချာကြီးတော့ပြောလိုက်ပါသေးတယ်ငါးလုံးပိုင်ကြိုက်တယ်လုံးပိုင်ရှိလို့ရှိရင်တော့ငါးနဲ့ပဲကတ်ထိုးဆိုတာကျွန်တော်ဒီကတော့ဒါမန်မာဝင်တဲ့သူတွေတော့အဆင်ပြေသွားတာပေါ့ကျွန်တော်ကဒီပတ်တီလေးပတ်တီတစ်လုံးကျသွားတာပေါ့နော်ဒီညနေမှာကတော့ဒါပတ်တီတစ်လုံးတော့ကျန်ပါသေးတယ်ပတ်တီလိုချင်တဲ့မိတ်ဆွေတွေကတော့ဒီအောက်မှာကျွန်တော် Viber Telegram ဖုန်းနံပါတ်ထည့်ထားပေးပါမယ်ဗျာနော်အဲ့ဒီဖုန်းနံပါတ်မှာလာပြီးဟိုင်းပေးပါဗျကျွန်တော်ဒီကတော့ပတ်တီနဲ့မွေးခွက်တွေကတော့ဒါပုံမှန်တိုင်းဆိုလို့ရှိရင်တော့ဟူးမကျော်ပေါ့ဗျာနော်အခုတော့တစ်လုံးဆင်းသွားပြီဆိုတော့အခုပတ်တီတစ်လုံးနဲ့မွေးခွက်ကတော့ဒီဟူးမကျော်ဆင်းမှာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့တော့ဒါဒီ2ရက်အတွင်းလိုက်ကစားနိုင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာထည့်ထားတဲ့ Viber Telegram ကိုဟိုင်းပြီးတော့လာယူပေးပါဒီနေ့ကညနေပိုင်းမှာဘာကိုကစားတင်လဲဆိုတော့ကျွန်တော်တို့ကဒီတွက်နီအရာကတော့ဒါ38ချိန်ကြိုက်တယ်ကျွန်တော်ကတော့ဒီ38ချိန်ကဒီညနေအတွက်ကြံနေတာပေါ့နော်မနက်ကတော့ဒါ35ချိန်က9လုံးမိုင်ကတော့ဆင်းသွားပြီလုံးမိုင်ကတော့ဒီညနေတော့မရှိဘူး38ချိန်ကြိုက်တယ်3လုံးမိုင်ကိုတော့နည်းနည်းပို့ပြီးကြိုက်ပါတယ်ဗျာနော်ပြီးသွားလို့ရှိရင်ဒါကျွန်တော်တွက်ဆိုင်အရာရတဲ့ကဏ္ဍလေးတွေကိုထည့်ထားပေးတယ်အရင်ထဲမှာကတော့ဒါ power deck က2ခွန်တွဲပဲကျန်တဲ့အတွက်ဒါ2ခွန်တွဲကို38နဲ့ကပ်ပြီးတော့ဒါအရင်ထဲမှာထည့်ထားပေးတယ်အဓိကဦးစားပေးပြီးကစားမှာကတော့30 80 3136ဒီအပေါ်9ကွက်ကိုအဓိကဦးစားပေးပြီးကစားပါကျွန်တော်ကတော့အကြိုက်ဆုံးကတော့ဒါ30နဲ့80ဒီနှစ်ကွက်ကိုကြိုက်လို့ဒါတင်းကွက်ထဲမှာထည့်ထားပေးခြင်းဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဒီညနေလည်းအားလုံးပဲထပ်ပြီးတော့ပေါက်ကြပါစေဗျာနော်